တကားတစ်ချက်နဲ့လူဘဝရဲ့သင်ခန်းလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကမိုးကုတ်မြို့လေးမှာမောင်မြတ်နဲ့မသေးဆိုတဲ့လူငယ်နှစ်ဦးရှိခဲ့တယ်။မောင်မြတ်ကစကားနေပြီးစာအုပ်တွေကြားမှာပဲအချိန်ကုန်နေတတ်တဲ့ပုံဆွဲဆရာလေးတစ်ယောက်မသေးကတော့ရေရေမောမောစကားများများပြောတတ်ပြီးလူမှုရေးပေါင်းသင်းဆက်ဆံရေးမှာထက်မြက်တဲ့ fashion designer တရက်တော့မောင်မြတ်ရဲ့ပုံဆွဲပြပွဲတစ်ခုလုပ်ဖို့စီစဉ်ကြတယ်။မောင်မြတ်ကသူ့အမှုပညာကိုပဲစိတ်ဝင်စားပြီးကျန်တာဘာမှမသိဘူးပြပွဲအတွက်လိုအပ်တဲ့စီစဉ်မှုတွေလူခေါ်ဖိတ်တာတွေအိတ်ခန္ဓာတွေဆိုဘာမှမလုပ်တတ်ဘူးမသေးကဒီတာဝန်တွေကိုအကုန်ယူလိုက်တယ်သူကတော့မောင်မြတ်ရဲ့အမှုပညာကိုနားမလည်ပေမဲ့သူ့ရဲ့အမှုပညာကိုလူသိစေခြင်းနဲ့စိတ်တစ်ခုတည်းနဲ့အားထုတ်လုပ်ကင်ခဲ့တယ်ပြပွဲနေ့မှာမောင်မြတ်ကသူ့ပကြီးကားတွေဘလို့ဆွဲထားလဲဆိုတာရှင်းပြနေတယ်မသေးကတော့ဧည့်သည်တွေနဲ့စကားပြောပြပွဲကိုအလှပဆုံးဖြစ်အောင်အသေးစိတ်အထိလိုက်လုပ်ပေးနေတယ်သူတို့နှစ်ယောက်ဘက်မတူပေမဲ့တယောက်ရဲ့အားနည်းချက်ကိုတယောက်ကဖြည့်ဆည်းပေးနေကြတယ်မောင်မြတ်ကသူ့ရဲ့အတွင်းစိတ်ကဘာကိုပုံဖော်ခဲ့ပြီးမသေးကအဲ့ဒီကဘာကိုအပြင်လောကနဲ့ချိတ်ဆက်ပေးခဲ့တယ်ပြပွဲကအောင်မြင်ခဲ့တယ်။မောင်မြတ်ရဲ့ပကြီးကားတွေလည်းလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တယ်။အဲ့ဒီနေ့ကမှသူတို့နှစ်ယောက်နားလည်သွားတာကတူညီဖို့မလိုဘူးပြည့်စုံဖို့ပဲလိုတယ်ဆိုတာပဲတကားတစ်ချက်ကဗတ်မတူရင်ပိတ်မရပေမဲ့လူဘဝမှာတော့ဗတ်မတူညီတဲ့သူနှစ်ယောက်ပေါင်းစည်းလိုက်တဲ့အခါမမျှော်လင့်တဲ့အလှပဆုံးတကားတစ်ချက်ကိုဖွင့်လှစ်နိုင်ခဲ့ကြတာပေါ့။သူတို့နှစ်ဦးဟာတယောက်နဲ့တယောက်လေးစားမှုနားလည်မှုနဲ့ချစ်ချင်းမေတ္တာတွေပုံမခိုင်မာလာခဲ့ကြပါတယ်။